အားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီခါတင်ငါကိုမွေးလုံးဆိုင်ကလေးနော်ပြပါဦးမနော်တင်ငါကိုမွေးလုံးဆိုင်ကလေးစိုက်ကတော့ကျွန်တော်မိနစ်ခဏရနော်ဒီဆိုင်ကလေးကနော် line ပေါ်မှာ line ကြည့်ဘူးတဲ့လူတွေသိပါလိမ့်မယ်နော်ကျွန်တော်ဒီဆိုင်ကလေးနဲ့ပြခဲ့တာနော်အဲဒီဆိုင်ကလေးကနှလုံးအောင်သွားတယ်နော်အဲဒီဆိုင်ကလေးက395နှစ်ခါတောင်နော်395ရဲ့395နှစ်ခါတောင်ကြာပြီးတော့အဲ့ဒီမှာကျွန်တော်က690ပေါ့အဲဒီ site လေးနဲ့ပဲထင်ပါတယ်နော်ဒီ690ပဲလေပေါ့ညာနော်အဲ့ဒီ site ပေါ့အဲ့ဒီရလေးနဲ့ခုဒါဒီ site ကကျွန်တော် line ပေါ်မှာညနေကြနော်ဒါနှစ်ကကျွန်တော်ပြခဲ့ဒါနဲ့ဒီနေ့မှာပြနေတယ်သူရှိပါတယ်နော်သူကတော့အချိန်ဒီအချိန်ကို690ပြနေတာပေါ့ဗျာနော်ဒါကျွန်တော်မိနစ်ကကျွန်တော်ပြခဲ့တဲ့ site ပဲနော်ဒါဆွဲထားတယ်မိနစ်ခဏရတယ်ဗျာနော်အဲ့ဒီမှာအခုကျွန်တော်ဒီထဲကပုံသူဆိုတော့じゃဖြစ်နိုင်မယ်ထင်တဲ့ဒီချိန်တော့မဟုတ်ဘူးကျွန်တော်မွေးလုံးအနေနဲ့ပြပါမယ်နော်မွေးလုံးအနေနဲ့ပြပါမယ်4 9 8လို့ထစီ3လုံးထောင်တယ်သူ့ရဲ့ခါလုံးက9နှစ်4ဆိုတဲ့ကဏ္ဍကတစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာနှစ်ဦးမှာသွားထွက်တယ်နှစ်ဦးမှာထွက်တဲ့ချိန်ထွက်တယ်နှစ်ဦးထွက်ပြီးအောက်မှာလဲရှေ့ခွင်5ခွင်လို့နောက်ပိတ်လေးလုံးလာတန်းနေပေါ့ဗျာနော်အဲ့သူ့ရဲ့ရှေ့ကနောက်ပိတ်လေးလုံးတန်းတယ်ဒီခွင်မှာလဲ3ရှေ့ခွင်လို့ဇောင်းထိုးခဲ့ပါတယ်နော်အဲ့လိုပဲမနစ်ကဒီ5ခွင်3လို့လဲဇောင်းထိုးပါတယ်နော်အဲ့ဒီမှာဒုတိယ site ကိုသွားပါမယ်နော်ဒုတိယ site မှာလဲရှေ့6 4လို့ထစီ3လုံးထောင်တယ်ပေါ့ဗျာအကျဉ်းတူမှာအဲ့လိုထောင်တဲ့ဒီခါ9တင်5လေးကတစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်မှာ9တင်5လို့လာထွက်ပြောသူ့ရဲ့အောင်မှာရှေ့ခွင်5ခွင်လို့နောက်ပိတ်4လုံးနောက်ပိတ်4လုံးထောင်တယ်ပေါ့ဗျာနော်အဲ့အောင်မှာလဲ3ရှေ့ခွင်လို့ဇောင်းထိုးတယ်နောက်ဒီ9မှာလဲ9ခွင်3လို့နောက်ပိတ်3လုံးဇောင်းထိုးတယ်ပေါ့ဗျာနော်အဲ့ဒါမိနစ်ကပြခဲ့တယ်အဲ့သူ့ရဲ့ဒီမှာလဲဒီခွင်ခါလဲဒီ9ခွင်3လို့ဇောင်းထိုးတဲ့ဒီခွင်နာလဲခွင်နဲ့3လို့နောက်ပိတ်3လုံးပိတ်ပါတယ်နော်အဲဇောင်းထောင်တယ်ပေါ့ဗျာအဲ့ဒီမှာသူကတော့သူတို့ပြထားတာတော့နော်ဒီ690ကိုဒီချိန်မှာ690လို့ယူမှာကျွန်တော်ကကြတော့အဲ့ဒါတွေကိုရှောင်ခဲ့တော့မယ်ကျွန်တော်ကဒီမှာအရင်ရှာထားတာပေါ့ဗျာနော်2025တိ9ကိုမွေးရဆိုပြီးဒီ site ရှိဆိုပြီးရေးထားတာပေါ့နော်အဲ့ဒါကိုရမယ်ပေါ့ဗျာနော်ခုအဲ့လိုဖြစ်တော့ခွင်3နှစ်ဆိုပြီးတော့လေနောက်ပိတ်3လုံးထောင်းမယ်နော်ကျန်တဲ့အားတွေထားခဲ့တော့မယ်အဲ့မှာဒီနှစ်ကိုလေးဒီကလာတဲ့နှစ်ကိုလေးအဲ့နှစ်ကိုလေးဟာဒီထွက်ပင်နှစ်ထဲမှာနော်ဒီထွက်ပင်နှစ်ထဲမှာနှစ်ကိုလေးလိုလာပြီးတော့ငွေကနန်းထွက်တယ်ပေါ့ဗျာနော်သူ့ရဲ့ဒီနှစ်ကိုလေးရဲ့ရှေ့က935ဒီလေမိနစ်ကဒီမှာ935လို့ထွက်ပြီးခါမှာဒီနှစ်ထွက်ပင်မှာနှစ်ကိုလေးလို့လာထွက်ပါတယ်နော်အဲ့လိုပဲဒုတိယကံမှာဒီကုန်းကဒီဘက်ကလာပြီးတော့ဒီကုန်းကလို့ပေါ့အဲ့ဒီကုန်းကရဲ့ရှေ့ကဒီ395ဒီမိနစ်က395လို့တော့နှစ်ချိန်ပေါက်ခဲ့တယ်နော်အဲ့မှာ395လို့ပေါက်ခဲ့တော့ကျွန်တော်ကဒီ195လေးကိုပြန်ပြီးတော့သူ့ရဲ့395နောက်ကဒီ195လေးကိုဒီက195ဒီက195ကိုဒီဘက်နှစ်ကို195လို့ငွေကနန်းကိုကြိုက်တဲ့သူများကိုကျွန်တော်ပြလိုက်ပါတယ်နော်ကျွန်တော်မိလက်သားပို့လင်းပါနော်မတင်ဖြစ်တာကြားပါပြီနော်ဒီ site တွေကကျွန်တော်ရဲ့ကြားနေချာ site ဟောင်းလေးတွေပါနောက်မှာငွေကလုံး56ခွင်ငွေလုံးလေးကိုနောက်တစ်ဆိုင်နဲ့လာပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်